မင်္ဂလာပါရှင်ဘန်ကောက်ယထာတိုက်မှုရဲ့နောက်ဆက်တွဲသတင်းအရမီးရထားမောင်းသူမှာမူရည်စေဝါတွေသုံးစွဲတာတွေ့ရှိရပြီးတော့မီးရထားမောင်းတဲ့လိုင်စင်မရှိဘဲနဲ့မီးရထားကိုတက်မောင်းခဲ့တာဖြစ်ပါတယ်ဒီဖြစ်စဉ်ကြောင့်စိတ်မကောင်းစွာနဲ့ပဲလူဦးရေ10ဦးသေဆုံးပြီးတော့ဒဏ်ရာရရှိသူ30ကျော်ရှိခဲ့ပါတယ်လက်တလုံးမှာထိုင်းရဲတပ်ဖွဲ့တွေရဲ့တရားဝင်ထုတ်ပြန်ချက်အရအဲ့ဒီမတော်တဆမှုကိုဖြစ်ပွားစေခဲ့တဲ့အသက်46နှစ်အရွယ်ကောင်နီရထားမောင်းနှင်သူစယုံဖုံးသူ့ကိုစစ်ဆေးချက်လုပ်ခဲ့ရမှာမူရည်စေဝါသုံးစွဲတာကြောင့်တွေ့ရှိခဲ့ရပါတယ်ဒါအပြင်ဒီထက်ဆိုးရတာကတော့သူကမီးထားပို့ဆောင်ရေးဦးစီးဌာနကထုတ်ပေးရတဲ့တရားဝင်မောင်းလိုင်စင်မရှိဘဲနဲ့မောင်းနှင်နေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီဖြစ်ပွားချိန်မှာလမ်းစုံရင်ကျော်ပိတ်ဆို့မှုကြောင့်ဘတ်စကားကယထာတန်လမ်းပေါ်မှာညက်ပြီးတော့ရက်နေခဲ့ရတာပါအဲ့ဒီအချိန်မှာယထာလမ်းကူဂိတ်ဆောင်ကနေပြီးတော့ယထာကိုရက်တက်မှုအနီရောင်အချက်ပြလမ်းပြခဲ့တယ်ရေဒီယိုကနေလည်းဆက်သွယ်သတိပေးခဲ့ပေမဲ့အဲ့ဒီမူရည်စေးသုံးထားတဲ့ယထာမောင်းသူက break ကိုအချိန်မီမအုပ်ခဲ့ဘဲနဲ့ကီလိုမီတာ18အရှိန်နဲ့ဘတ်စကားကိုတိုက်ရိုက်ဝင်တိုက်မိပြီးမီတာ90နီးပါးကိုဒရွတ်တိုက်ဆွဲရွှေ့သွားတာကြောင့်အခုလိုအဆုလိုက်ပြုံလိုက်တိတ်ဆောက်မှုတွေဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်လက်တလုံးမှာတော့အဲ့ဒီလိုင်စင်မဲ့ယထာမောင်းသူရဲ့ပေါ်ဆမှုကြောင့်လူသိမ်းဆုံးမှုပါဝင်ပြင်းမှုများစွာနဲ့သူ့ကိုတရားစွဲဆိုထားပြီးတော့စနစ်တကျစစ်ဆေးမှုမရှိဘဲနဲ့တာဝန်ပေးခဲ့တဲ့ယထာလန်ကြီးကြပ်ရေးမှုတွေကိုလည်းထိုင်းတယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကပြင်းပြင်းထန်ထန်နဲ့အရေးယူဖို့ညွှန်ကြားထားပါတယ်ဒါအပြင်အများပြည်သူဘေးကင်းလုံခြုံရေးအတွက်ထိုင်းနိုင်ငံတနိုင်ငံလုံးရှိယထာဝန်ထမ်းအားလုံးတာဝန်မစင်းမီမှာမူရည်စေဝါနဲ့အရက်သေးစားမဖြစ်မနေစစ်ဆေးရမယ့်စနစ်သစ်ကိုချက်ချင်းအကောင့်ထဲပေါ်ပြီးဆောင်ရွက်နေပြီဖြစ်ကြောင်းလည်းသတင်းရရှိပါတယ်ရှင်။အခုတော့ပြည်သူတွေလည်းယထာတွေကားတွေစီးရမှာစိုးရိမ်ပူပန်နေကြပြီလားရှင်။